ကျွန်တော်အားပြပါဒီနေ့ဘုံပရိတ်ရေဆိုတဲ့ကြပြလေးတစ်ပုဒ်ရွေးချင်ပါတယ်ဘုံပရိတ်ရေဖျားရှိခိုးပြီးလူတတ်မှုကိုအယောအစားလုပ်လို့ရမယ်အထင်နဲ့ပရိတ်အငှားရွတ်သမားတွေကဘုံကျဲလေရင်ကြီးတကားကားနဲ့ကောင်းငင်ဘော်ကဘုံပရိတ်ရေဖြန်းအာရပါရအောင်ပွဲခံကြတာကလူတတ်သမားနဲ့အပေးအယူလူတတ်သမားနဲ့အားပေးသူလက်ညီမှုကိုပြရုံမာမှုကိုအတိုးချတာပဲသာသနာတခိုးနဲ့အာနာတခိုးဘုံတကိုးတိုးဖို့လက်ဝါးချင်းရိုက်ဘုံမိုးရွာချယုံနဲ့ခြေပြက်လက်ပြက်နဲ့သေပြီးသားဖျားတွေကတာဓုခေါ်ပေးရအောင်မတဲ့လားထွီသင်္ကန်းခိုးခြုံတဲ့သာသနာလူလိန်နဲ့ထပိန်တခိုးအယုတ္တမမျိုးဆက်ငရဲကြိုးကတ်တခိုးသမဒသွားလေရအသေးစိုးနဲ့အမြန်သေးကြအမျှ